ဆက်လက်ပြီးကွန်းကြံကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်1ဦးတင်လင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင်းကွန်းကြံကုန်းမြို့နယ်ရှိအုံးချံအမှတ်3နှစ်အုံးချံအမှတ်4ရှိအကျယ်ဝန်း198ဧကအားစမှုဇုံသို့မဟုတ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဇုံများဖော်ဆောင်ပေးရန်အစီအစဉ်ရှိမရှိနှင့်ဆက်လင်းသည့်မေကွန်မေးမြန်းမှုဖြစ်ပါလေအားလုံးပဲမင်္ဂလာပါခင်ဗျာလေးစားပါတော့တိုင်းဒေသကြီးတော်တော်ဥက္ကဋ္ဌကြီးနဲ့ဥက္ကဋ္ဌကြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများတော်တော်ကိုယ်စားလှယ်များအားလုံးကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ငုံဆက်တာပါကျွန်တော်ကတော့ဦးဉာဏ်ဝင်းမြို့နယ်မဲဆန္ဒနယ်မှာတိုင်းဒေသကြီးတော်တော်ကိုယ်စားလှယ်အမှတ်1ဦးတင်လင်းဖြစ်ပါတယ်တော်တော်ဥက္ကဋ္ဌကြီးခင်ဗျာဒီကနေ့ကျမပြုလုပ်တဲ့တိုင်းဒေသကြီးလက်တော်စည်းဝေးမှာမြေမြန်းတင်ပြလိုတဲ့နေကုန်းကတော့ဦးဉာဏ်ဝင်းမြို့နယ်ရရှိကျေးရွာမှာရှိတဲ့တိုင်းဒေသကြီးအစိုးရပိုင်းအုံးကြံအမှတ်3နှစ်အမှတ်4နေရာများမှာစီဝါရေးစီမံကိန်းများဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိနဲ့ဆက်လင်းသည့်မေကွန်းဟာလွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်မြေမြန်းတင်ပြသွားမှာဖြစ်ပါတယ်ဒီမေကွန်းမေးရခြင်းရွေးချက်ကတော့ဒေသခံပြည်သူများ၏လိုအပ်ချက်နှင့်တောင်းဆိုချက်များကိုဖြည့်ဆည်းပေးရန်ဒေသခံပြည်သူများလောက်အကိုင်ဖွင့်လန်းသစ်များရရှိစေရန်လုံလမတ်ပြည်သူများရော်လဲလာစေရန်လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကိုရည်ရွယ်ပြီးမြေမြန်းတင်ပြရန်ဖြစ်ပါတယ်တော်ဥက္ကဋ္ဌကြီးများမြေဝန်မှာအုံးညာအမှတ်3နှစ်အမှတ်4သည်ဧကပေါင်း198ဧကခန့်ကျယ်ဝန်းပြီးအခုအခါအုံးမြင်များလည်းမရှိတော့ပါဘူးတီးလည်းမတီးတော့ပါဘူး၎င်းအုံးညာတည်ရှိရာကံရရှိကျေးရွာအုပ်စုမှာကံရရှိကညင်ပင်ချက်ခတ်ဝအင်းဟင်ကုန်းဆိုတဲ့ကျေးရွာများဖြင့်ဖွဲ့စည်းထားပြီးကျေးရွာအုပ်စုတစ်ခုဖြစ်ပါတယ်ကံရရှိကျေးရွာအုပ်စုမှာအိမ်ခြေ920အိမ်ထောင်စု963စုလူဦးရေ4582ဦးနေထိုင်သောကျေးရွာအုပ်စုတစ်ခုဖြစ်ပြီးကျေးရွာမှာရှိတဲ့ဒေသခံတွေအနေနဲ့အသက်မွေးကျောင်းလုပ်ငန်းများအဖြစ်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်ပင်လယ်ငါးဖမ်းခြင်းရေလုပ်ငန်းများကိုအများစုလုပ်ကိုင်နေကြပါတယ်ဒေသခံပြည်သူများရဲ့တင်ပြချက်အရ၎င်းအုံးညာနေရာများမှာရခိုင်ဆိုရလက်ထက်ကစမှုစုံတိဆောက်ရန်ရထားခဲ့ပြီးအကြောင်းမျိုးမျိုးကြောင့်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိခဲ့တာကိုလည်းတွေ့ရှိရပါတယ်အခုအခါဒေသခံပြည်သူများမှစမှုစုံဘုံဘုံစိုက်ပျိုးရေးဆောင်ရွက်တိဆောက်ရန်အစီအစဉ်များပြန်လည်အကောင့်ထဲပေါ်ဆောင်ရွက်ပေးရန်စံတားရှိနေကြပါတယ်။ဖြစ်ပေါ်၍၎င်းအုံးညာနေရာများတွင်ဒေသခံပြည်သူများအတွက်လောက်ကိုင်ခွင့်လန်းများရရှိရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်စမှုစုံသို့မဟုတ်စိုက်ပျိုးရေးနှင့်မွေးမြူရေးစုများဖော်ဆောင်ပေးပါကများစွာအကျိုးရှိမည်ဖြစ်ပါသောကြောင့်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိကိုသိရှိလိုပါတယ်။ဆောင်ရွက်ပေးရန်အစီအစဉ်ရှိပါကဒီသည့်အချိန်ကာလတွင်မိကဲ့သို့စတဲ့အကောင့်ထဲပေါ်ဆောင်ရွက်ပေးသွားမည်စီစဉ်မရှိပါကဘဲကြောင့်ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်းကိုဖြေကြားပေးပါရန်လွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာဖြင့်မေးမြန်းတင်ပြအပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်ဖွဲ့စည်းဝင်ကဖြေကြားပေးဖို့ဖြစ်ပါတယ်လွတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာရန်ကုန်တိုင်းဒေသကြီးတုံတေးခရိုင်ကွန်ရံကုန်းမြို့နယ်ကံရရှိကျေးရွာအုပ်စုဘုံညာအမှတ်3နဲ့အမှတ်4မှာရှိတဲ့မြေဧရိယာနဲ့ပတ်သက်ပြီးတော့ရေရာသွင်းစီစီချက်အရဒီကွန်ရံမှတ် 456A သူမှာကံရရှိမှာအနောက်ကွင်းဧရိယာ182ဧကကျော်182ဧကကွယ်ကွင်းအမှတ်456B မှာကံရရှိရှည်ကွင်းစုစုပေါင်း73ဧကကျော်အလုံးစုစုပေါင်းကဒီအုံးကြအမှတ်3နဲ့4ရဲ့စုစုပေါင်းဧကက183ဧကကျော်ရှိပါတယ်184ဧကနီးပါးဖြစ်ပါတယ်။ကြက်မြေအမျိုးအစားဖြစ်ပြီးတော့
အရှိဘက်မှာကံရရှိကြီးပါအနောက်ဘက်မှာကရင်ကြောင်ဖုန်ကြီးကြောင်မြောက်ဘက်မှာလယ်မြေကိုတောင်ဘက်မှာတော့မုတ်တမပင်လေတည်ရှိပါတယ်PowerPoint သုံးဆွဲတင်ပြခွင့်ပြုပါခင်ဗျာဒီနေရာကိုရှင်းလင်းသွားသိလာစီဖို့အတွက်လွတ်တော်ကုစလဲကြီးတင်ပြမေးမြန်းထားတဲ့ကာကြီးဆိုတဲ့နေရာဖြစ်ပါစုစုပေါင်းဧက183ဧကကျော်ရှိပါ184ဧကနီးပါဒီအုံးကြရဲ့မြေနေရာမူလပိုင်ရှင်ကလေယာနဲ့တစ်တော်ဝန်ကြီးဌာနလေယာစိုက်ပျိုးရေးကော်ပိုရေးရှင်းဖြစ်ပါတယ်ဒါ1980ရက်စွဲနဲ့မတ်တစင်စမှုဝန်ကြီးဌာနမြန်မာစီးပွားရေးနဲ့စားသောက်ကုန်လုပ်ငန်းကိုလွှဲပြောင်းပေးခဲ့ပါတယ်အဲ့ဒီနောက်ဒီမြေကို2012ခုနှစ်ဧပြီလမှာမတ်တစမှုဝန်ကြီးဌာနကနေမိမိတို့ရန်ကုန်တိုင်းဒေသကြီးစိုးရအဖွဲ့ကိုလွှဲပြောင်းပေးရထားတဲ့မြေဖြစ်ပါတယ်ဒါရာဇဝင်ကိုတင်ပြခြင်းဖြစ်ပါတယ်တိုင်းဒေသကြီးစိုးရအဖွဲ့ကမိမိတို့စိုးရအဖွဲ့ကဒီအုံကြမြေဧရိယာ184ဧကနီးပါးကိုစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ဖို့အတွက်2012-2013ခုနှစ်ကနေစပြီးတော့2016-2019ခုနှစ်အထိလေလံစနစ်နဲ့နှစ်စဉ်ပုဂ္ဂလိကကိုငှားချထားဆောင်ရွက်ပေးခဲ့ပါတယ်2019-2018ဘဏ္ဍာရေးနှစ်မှာတော့ National Travel and Tours Company Limited ကတမန်9ရန်လိုပါတယ်ဆိုပြီးတော့ကျွန်တော်တို့တင်ပြလာတဲ့အခါမှာတမန်9ရန်ကနှုံးသားအတိုင်းဒီကုမ္ပဏီဟာပေးသွင်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ဒီအုံညံမြင်းနေရာဘယ်သူ့ကိုမှ9ရန်မှုမပြုတော့ဘဲနဲ့မိမိတို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဗိုင်းမြေအဖြစ်သာလက်ရှိထားရှိခဲ့ပါတယ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လက်ရှိအခြေအနေမှာလဲတိုင်းဒေသကြီးအတွင်းစီးပွားရေးစီမံကိန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ညောင်နှပင်ဆောင်တိုက်ကြီးဆောင်ကော်မူးဆောင်နဲ့တွန်တေးဆောင်စသဖြင့်စိုက်ပျိုးရေးမွေးမြူရေးဆောင်၄ခုကိုအားကျုံးမှန်တဲ့ဖော်ဆောင်ပေးလျက်ရှိပါတယ်ဒီဆောင်တွေကိုစံနမူနာပြအဖြစ်အောင်မြင်အောင်လဲအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိပါတယ်ဒါကြောင့်မို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်လင်းမေးမြန်းထားတဲ့မိကုန်းနဲ့ပတ်သက်ပြီးတော့ဒီမြေဧရိယာ184ဧကနီးပါးကိုစိုက်ပျိုးရေးမွေးမြူရေးဆောင်သို့မဟုတ်စက်မှုဆောင်ဆောင်ရွက်ရန်အတွက်လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်းနဲ့အကယ်၍ငှားရမ်းလျှောက်ထားလိုသူတွေကလည်းတိုင်းဒေသအခုချိန်မှာငှားရမ်းလျှောက်ထားလိုသူအနေနဲ့လဲတိုင်းဒေသကြီးမိမိတို့တိုင်းဒေသကြီးစိုးရအဖွဲ့ကိုဆက်သွယ်တင်ပြလာခြင်းမရှိပါသေးကြောင်းလွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာဖြေကြားပါတယ်ခင်ဗျာ